ဒီစမတော့တဲ့ရှင်ရဲ့ဒီခုနှစ်ပတ်လေညီနီလလေးရဲ့သူရှိန်ဆိုတော့ရောက်ရှိခဲ့ထက်သန်ရမယ့်မြောက်သူအနာဂတ်ကိုမယုံကြည်ဘူးတဲ့ခုံမောင်းတဲ့ဘောရထားနဲ့မြို့လေးဟာမိကိုဥချမ်းခဲ့မြို့လေးများလဲအတူလန်းရှောက်ခြင်းနဲ့ဝေဝါတဲ့တွေအတူလန်းပြောက်ခြင်းနဲ့ဘောစားတဲ့ကလေးငယ်အနှွေးတယ်လည်းမပါအေးနေမယ်ကိုအရှိရဲ့ဒိတ်ပဲဆွဲတာလေးအနှွေးစီမယ်အခုတော့ရာရာပြီးရဲ့တို့ရဲ့တဲ့ဟာပုံမြင်ပဲစောင်းရောက်ချိန်ဆိုရင်ထားလို့နှလုံးသားလေးရနာကျင်စေနင်ဘဝတစ်ခုမှနေထိုင်ခဲ့ငါသာမွေဥတကောင်လိုခုထိအရေးကိုမလဲနိုင်ခဲ့ညော်လေးနေစေရင်ညာလုံးမှာပဲနင်ချင်တာချင်းတွေလေးတွေနဲ့ကုန်စည်မျိုးပါခဲ့အောင်နှွေးထွေတော့မယ်ငါရဲ့နေတွေနဲ့ချင်းဝင်စုံအတကယ်မစုပ်ပြတ်ခဲ့ရုံမဲ့လေညော်လေးနေသူငါကန်ဆိုပါလေနေချင်တာသွားတယ်သူရောပွားတယ်ပျော်ရွှင်လို့နေမယ်ငါမမြင်ချင်းဘူးမင်းရဲ့ပြုံးတွေလေငါမဟုတ်တဲ့သူနာမအစဉ်ပြေရင်ငါနှလုံး